အဲ့ဒီလူကအဆောက်အဦပေါ်ကနေမတော်တဆပြုတ်ကျသွားခဲ့တာသူ့ရဲ့ဆစ်ဆက်ထားတဲ့မိန်းကလေးကသူ့အန်ရဲ့ကြုံနေရပြီဆိုတာကိုရိပ်မိသွားပြီးတာနဲ့ချက်ချင်းပဲရေအတွင်ပြောင်းပြီးသူ့စီကိုပြန်တန်းသွားခဲ့တယ်ပြီးတော့လက်ထဲမှာရေလုံးကြီးတစ်ခုကိုအမြန်ဖန်တီးပြီးသူတို့နှစ်ယောက်လုံးဘေးကင်းကင်းနဲ့မြေပြင်ပေါ်ဆင်းသက်နိုင်အောင်ကူညီပေးခဲ့တယ်သူ့ရဲ့ဆစ်ဆက်ထားတဲ့မိန်းကလေးမှာဒီလိုစမ်းကြဲတဲ့မော်ဆွမ်းတွေရှိနေတာကိုမြင်လိုက်ရတော့မှပဲထိုလူကသူမဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာကိုနောက်ဆုံးမှသဘောပေါက်သွားခဲ့တယ်ဒါပေမဲ့သူကအယမ်းလန့်သွားပြီးသတိလစ်မိတ်မျောသွားခဲ့တာပေါ့သူပြန်လို့လာတဲ့အချိန်မှာတော့ဖြစ်ပျက်ခဲ့သမျှအရာအလုံးကအိမ်မက်တစ်ခုပဲလို့ထင်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲထိုမျိုးသမီးကအခန်းထဲကိုရှောက်ဝင်လာပြီးသူမရဲ့ငကားတွင်တရံကိုချက်ချင်းပဲပြသလိုက်ပါတော့တယ်ဒါနဲ့ထိုလူကနောက်တစ်ချိန်ထပ်ပြီးသတိလစ်သွားပြန်ရောဒါပေမဲ့ထိုမျိုးသမီးကသူ့ကိုပါရိုက်ပြီးနှိုးလိုက်တယ်သူထွက်ပြေးဖို့ပြင်နေတာကိုမြင်တော့အမျိုးသမီးကသူ့ကိုဆိုဖာပေါ်မှာပဲလှုပ်မရအောင်ချုပ်ထားလိုက်တယ်ပြီးတော့သူမဟာနှစ်ပေါင်းတူညတိုင်တိုင်ပိတ်လောင်ခံထားရတဲ့မိုးကြိုးနဂါးအကောင်ဖြစ်ပြီးသူမရဲ့အဖိုးတန်ဆုံးနဂါးဘူးလဲဟာလောလောဆယ်မှာသူ့ရဲ့ခန္ဓာကိုယ်ထဲရောက်နေတယ်လို့ပြောပြခဲ့တယ်အဲ့ဒီတော့မှပဲထိုလူကသူမကဘာဖြစ်လို့သူ့ကိုအတင်းလက်ထက်ချင်နေရတာလဲဆိုတာကိုနားလည်သွားတော့တယ်လွန်ခဲ့တဲ့တစ်ပတ်တုန်းကထိုလူဟာပင်လယ်ပြင်မှာသတိလစ်နေတဲ့အမျိုးသမီးကိုတွေ့ရှိခဲ့တာဖြစ်တယ်သူမကိုကယ်တင်ဖို့အတွက်သူကချက်ချင်းပဲပတ်ဆက်ချင်းတေးပြီးအသက်ရှူသွင်းပေးဖာလုပ်ပေးခဲ့တယ်အမျိုးသမီးနိုးလာတဲ့အချိန်မှာတော့သူ့ကိုလူဆိုးလို့ထင်ပြီးတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့မော်ဆွမ်းတွေကိုသုံးလို့မရတော့တာကိုသိလိုက်ရတယ်ထိုလူရဲ့နှလုံးသားနေရာလေးလင်းထိန်နေတာကိုမြင်လိုက်ရတဲ့အချိန်ကျမှပဲသူမရဲ့ငကားဘူးလဲဟာထိုလူခန္ဓာကိုယ်ထဲကိုစုပ်ယူခြင်းခံလိုက်ရပြီဆိုတာကိုသဘောပေါက်သွားခဲ့တာဒါကြောင့်သူမကသူ့နောက်ကိုချက်ချင်းလိုက်ပြီးအတင်းအကျပ်နမ်းပစ်လိုက်တော့တယ်ဒါပေမဲ့လည်းသူမဟာမော်ဆွမ်းအနေငယ်လောက်ပဲပြန်ရခဲ့ပြီးငကားဘူးလဲကတော့ထိုလူခန္ဓာကိုယ်ထဲမှာပဲဆက်ရှိနေခဲ့တယ်ငကားဘူးလဲကိုပြန်ရဖို့အတွက်အမျိုးသမီးကထိုလူကိုအနာတရားဖြစ်အောင်လုပ်ဖို့ပြင်ဆင်ခဲ့ပေမဲ့သူမရဲ့လက်အောက်ငယ်သားကောင်လေးကတားဆီးခဲ့တယ်ကောင်လေးကအကယ်၍ငကားဘူးလဲကိုအတင်းအကျပ်အတင်းဆွဲထုတ်မယ်ဆိုရင်သူမရဲ့မော်ဆွမ်းတွေအကြီးအကျယ်ပျက်စီးသွားလိမ့်မယ်လို့ပြောပြပြီးအမျိုးသမီးကိုလက်စွပ်တကွင်းပေးခဲ့တယ်အဲ့ဒီလက်စွပ်ကထိုလူကိုနမ်းလိုက်တာနဲ့ရရှိလာတဲ့မော်ဆွမ်းရည်တွေကိုတူလောင်ပေးမဲ့လက်စွပ်ပဲဖြစ်တယ်ဒါအပြင်ထိုလူနဲ့တခြားသူတွေရဲ့အကွာဝေးကိုလည်းတတိထားဖို့ကောင်လေးကတတိပေးခဲ့သေးတယ်ဘာလို့လဲဆိုတော့အကယ်၍ထိုလူကတခြားတစ်ယောက်ကိုနမ်းမိသွားရင်ငကားပုလဲကအဲ့ဒီလူစီကိုကူးပြောင်းသွားနိုင်လို့ပဲအဲ့ဒီအချိန်ကစပြီးအမျိုးသမီးကထိုလူနောက်ကိုနေတိုင်းလိုက်ခဲ့တယ်နောက်ဆုံးမှာတော့ထိုလူရဲ့မိဘတွေကသူမကိုသူ့ရဲ့ရည်စားလို့တောင်မှပြီးထင်မှတ်သွားခဲ့ကြတယ်သူမကိုကူညီဖို့အတွက်ကောင်လေးကလည်းသူဟာထိုလူနဲ့ထိုမျိုးသမီးတို့ရဲ့သားဖြစ်ပါတယ်လို့လိညာပြောဆိုခဲ့တယ်ထိုလူအံ့ဩသွားရတာကတော့သူမိဘတွေကကောင်လေးကိုသူ့ရဲ့ကလေးလို့တကယ်ကြီးယုံသွားကြတာပဲသူ့အမေကတာဝန်မဲ့တဲ့ကောင်ဆိုပြီးသူ့ကိုချက်ချင်းစူပူချင်းမောင်းတော့တာပေါ့ပြီးတော့အဲ့ဒီမျိုးသမီးဟာဒီနေ့ကစပြီးသူ့ရဲ့ဆစ်ဆက်ထားတဲ့သူတို့သမီးဖုံးဆောင်ဖြစ်တယ်လို့ချက်ချင်းကြေညာလိုက်တော့တယ်ထိုလူကတော့အရန်ဒေါသထွက်သွားပြီးကောင်လေးရဲ့စပင်းနှစ်ပင်ကိုဆွဲနှုတ်ကနတ်စစ်ဆေးမှုဖခင်ရင်ဟုတ်မဟုတ်စစ်ဆေးခြင်းလုပ်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့ရလက်တွေထွက်မလာခင်မှာတင်သူ့မိဘတွေကထိုမျိုးသမီးနဲ့ကောင်လေးကိုသူ့အိမ်ထဲကိုအတင်းကျပ်ရွှေ့ပြောင်းနေထိုင်ခိုင်းလိုက်ကြတယ်အမျိုးသမီးကသူမဟာငကားတစ်ကောင်ဖြစ်တယ်လို့သူ့ကိုပြောပြခဲ့မှုပေမဲ့ထိုလူကတော့သူမနောက်ပြောင်နေတာပဲလို့အမြဲထင်နေခဲ့တာအခုတော့အမျိုးသမီးရဲ့တကယ်အစွမ်းကိုကိုယ်တိုင်မြင်လိုက်ရပြီမို့ထိုလူလည်းနောက်ဆုံးမှာတော့သူမပြောတာကိုယုံကြည်သွားခဲ့ပါပြီအမျိုးသမီးကသူမရဲ့အထောက်ထားငကားဖြစ်ကြောင်းကိုတခြားဘသူကိုမှမပြောဖို့သူ့ကိုသတိပေးခဲ့တယ်ဒါပေမဲ့ထိုလူကတော့စိတ်ထဲမှာနည်းနည်းဒေါသထွက်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်ဘာလို့လဲဆိုတော့သူမကသူ့ကိုကြိုက်လွန်းလို့တကောက်ကောက်လိုက်ပတ်သက်နေတာလို့ပဲသူကအမြဲတမ်းထင်ထားခဲ့တာကိုအမျိုးသမီးကထိုလူစိတ်သက်သာရစေဖို့အတွက်သူ့ကိုတွန်းချခဲ့တဲ့ရန်သူ